အလောက်ကပြန်လာရင်ဘာချက်စားဖြစ်ကြလဲကျွန်တော်ကဒီနေ့တော်တော်လေးစားခြင်းနဲ့ကိုရီးယားထမင်းတုပ်ဘီဘင်ဘတ်လေးလုပ်ပြမှာဖြစ်ပါတယ်ချက်နေကိုနောက်ဆုံးမှတေချာလေးပြထားပေးရပေါ့နော်ဆိုတော့ပါဝင်ပစ္စည်းရတော့ဒီတိုင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ kimchi လည်းပါတယ်ပေါ့နော်အရင်ဆုံးဟင်းနုနယ်ရက်တွေကိုခြွေလိုက်မယ်ပြီးရင်မုံလောင်းတွေလှီးမယ်ဒီဟာကတော့တခွားဖိယုံသီးလို့ခေါ်လာမသိဘူးနော်အဲ့ဟာလေးပါလှီးလိုက်မယ်အဲ့ဟာလေးကတော်တော်စားလို့ကောင်းတယ်ဒါပထမဆုံးစားဖို့ရပဲနောက်ဆုံးမှာတော့ထဲမဲ့မှုတွေလည်းလှီးမယ်ဒီနေ့ကမှု2မျိုးသုံးထားရပေါ့နော်ပဲပင်ပေါက်ကတော့ဒီတူတူပူပူလေးသုံးပါတယ်ကျွန်တော်အိမ်မှာလေအမြဲတမ်းအသားပြုတ်တို့အသားကြော်တို့အမြဲတမ်းရှိနေတော့လေဟိုတကူတကားလို့ဆရာမလို့ပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့အကောလုံးလှီးပြီးသွားပါပြီစပြီးတော့ကြော်ပါတော့မယ်နှမ်းစီနဲ့ကြော်တာဖြစ်ပါတယ်နှမ်းစီလေးနည်းနည်းထည့်ပြီးတော့အဲ့ဟာလေးကိုလှိတ်လိုက်တာပေါ့နော်နူးစားလို့ရှင်တော့ရပါပြီဒီမှာကိုကလုံးဝကျန်းမာရေးနဲ့ညီညွတ်အောင်စားခြင်းတယ်ဆိုလို့ရှိရင်စီနဲ့မကြော်ဘဲနဲ့ပြုတ်ပြီးတော့ဟိုစားလို့လည်းရတယ်ပေါ့နော်ထဲထဲပါဝင်ပစ္စည်းတွေကလေကျွန်တော်ပြထားတာပဲမဟုတ်ဘဲနဲ့ကိုယ်အဆင်ပြေတာကိုကြိုက်တယ်လို့ထည့်လို့ရတယ်ပေါ့နော်နောက်ဆုံးမှာကြက်ဥလေးကိုအနှစ်မကျအောင်ကြော်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ပကံနမထည့်ပြီးတော့ပြင်ပါတော့မယ်ပေါ့နော်ခုနောက်မှာပြထားတဲ့ kimchi ကလေအဲ့ဒါကျွန်တော်လုပ်ထားတဲ့ဘူးလေးပေါ့နော်ဟိုရောင်းမတော့အဆင်သင့်မဖြစ်သေးလို့ပေါ့နော်ငရုတ်စီကိုတော့ဒီဟာလေးသုံးပါတယ်ခုန kimchi ချောင်းဆက်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အခုကအလုပ်ကနေတိုင်းပိတ်ရမရှိလုပ်နေရတာဆိုတော့လေဟိုရောင်းတော့ရောင်းပေးမယ်ဒါပေမဲ့ဟိုဝယ်တဲ့သူရှိပါမလားဆိုတော့နည်းနည်းလေးစိတ်ပူတယ်ပေါ့နော်ဆိုတော့ဝယ်ချင်တယ်ဆိုလို့ရှိရင်ကောင်းမှပြောသွားပြီပါဆိုတော့ကျွန်တော်အများဆုံးရောင်းနိုင်ဖို့အတွက်စူးစမ်းပေးမယ်ပေါ့နော်နောက်ဆုံးမှာတော့ဒီရင်းနှီးရယ်နှမ်းလေးရယ်ဖြူလိုက်ပါတယ်ဒီတစ်ခါတော့ကျွန်တော်ဟင်းရည်ပါချက်ပြမယ်ပေါ့နော်ကျွန်တော်လုပ်ထားတဲ့ kimchi ထဲမှာကိုလာထုံမှုတ်ရယ်အမှုတ်ရယ်ပဲပြားရယ်စက်သွမြဲရယ်နောက်ဆုံးမှာရင်းနှီးလေးထည့်လိုက်တာပေါ့နော်ဆိုတော့ bye